ကျေနဲ့ပြီအဲ့လောက်တီးရနေပေါင်းရောက်နေတီးကောင်းကောင်းနဲ့တီးနေရတော့ဟုတ်ပါရဲ့ငါကားတော်လေးတွေ့ကြဘူးလားဘာငါကားတော်ဘသူကားတော်ငါကားတော်ပါငါကားဟုတ်တယ်ဝိုင်းချီမင်းကားဝယ်တယ်လို့ငါတခါမှမကြားမိပါဘူးဘာရောကားဝယ်တယ်တခါမှမကြားမိပါဘူးကားတော့ဝယ်ရသေးဘူးလေတော့အရင်ဝယ်ထားတာတော့ဘာလို့မှမဆိုင်ရရင်ကုတ်လို့ရတာတော့ဘာလို့မှတော့ပတ်စံရှိကတဲ့မနောက်မှဂျိုင်းတော့ဝယ်ဂျိုင်းတော့ဂျိုင်းနဲ့ဘာလဲအဲ့ကလည်းဂျိုင်းတော့မလို့ဘူးခဗျာခင်ဗျာဝဲမလားဘာလို့ရတယ်ဗျာဘာလို့သူကဘာပြောလို့တို့သူတော့ဇော်မင်းဟုတ်ဘူးဟုတ်ဘူးဝတ်စာရီစင်နေဟာသူတော့ထဲပြောမှရမှာပေါ့ကျွန်တော်ဟောပေါ့ဟုတ်ဘူးလားဟုတ်ဘူးဘယ်သူတော့ဝိုင်းချစ်ဘာလို့လဲအကျွေးတောင်းတာလားမုံခုနမှရပြောနာငါခေါ်ရင်အကျွေးတောင်းတာများဝိုင်းချစ်တဲ့ပချင်းတွေပါလေဆိုတတ်လာတဲ့ဆိုတဲ့မဆိုနဲ့တဲ့ညနေမယ်နော်ဆိုရမှာမလားဆိုတဲ့ခုနမှရပြောနေဆိုပေးသမားတဲ့ရာသီဥတုနဲ့လိုက်ပါအောင်ကိုကြီးကမြန်မာသချင်းတွေပိုင်းနေသို့အဲ့ဒါစောင်းကိုຫນွေကိုလေးဆိုတော့နင်းပြောက်တဲ့ຫນွေရရင်ဆိုပေးသမားတဲ့ရပါတယ်ခုနမှဆိုတော့ငွေ3သိန်းနဲ့ချက်ပေါင်းပေးမယ်တဲ့ပောက်ပါစေအမဆိုပေးမယ်နော်နင်းပြောက်တဲ့ຫນွေမြန်မာသားဆိုရင်ကျွန်တော်အရင်ကြိုက်ပါတယ်အဲ့တချင်ပရီတိတ်ပိုင်တာအဲ့တော့အမနဲ့ကျွန်တော်နဲ့ကြိုက်ချင်းတူတာဖြစ်တဲ့အတွက်ဆိုပေးပါမယ်နော်ကဲနှင်းပြောက်တဲ့ຫນွေတဲ့ဟိရောက်နေငါပို့ပေးစမ်းရွာနောက်ဖက်ကတမပင်းအောင်ကဲဟိရောက်နေဆိုမယ်ဟိ1 2 တက်လီကဲဟိရောက်နေဆိုမယ်နော်1 2 တက်လီတတိတော့လို့ပါဖင်းလေဆိုမယ်โอเคပါနေဝီရပြူစွာသူစွာတဲ့ပင်ချီဝီပလဲနူတို့စုကဆန်တော်လာဆန်ဆိုပြေနေတွေဝေးကြစောင်းအိမနေလို့ဟိုဟလာနေဟိုလို့စက်တီးကငါသားမင်းတို့နေလို့ကလည်းမကြောက်လိုက်ရမယ်ဘာဖြစ်လို့ကိုမချီလို့လားစိန်နာမှာတဲ့ကောင်နေဘာဖြစ်လို့စီးမဲ့ကမ်းမဲ့လို့တဲ့ကောင်စီးမဲ့ကမ်းမဲ့ဗယံပတာခလေးကချေဗယံပတာအဲ့စကားတော့မပြောနဲ့အဲ့စကားတော့မပြောနဲ့ဟုတ်ကစီးနဲ့ကမ်းနဲ့ရောက်ကြရတီးနေတာတိချာကြီးနော်စီကန်းရှိတီးနေတာဘာစီးမဲ့ကမ်းတီးတယ်ပြောတယ်ပုံကမင်းတို့ကောင်နေလို့တော့စိန်နာမှာလို့ပြောနေတာမင်းဘာဖြစ်နေရောမင်းဘိုက်စားနေပြောဘိုက်စားလားလို့ငါစားတယ်ကွာမြားလေဗျာကိုတက်အငယ်လေးကြီးပဲလေကိုရဲ့ကလေးတွေနဲ့ကိုရခန်းခံပြီးတော့ဒီနေ့ကမင်းလုံးပြရမှာငါ့အောင်နော်ဟေးရပါနဲ့ဒီကတော့စီကမရှိလို့ပြောတယ်ကလေးတွေမငောင်းနဲ့နော်စီနဲ့ကန်းနဲ့တီးနေတာရောက်ကြရဘာစီကမရှိဘာဖြစ်အောင်ပြောဒီစီကတချင်းကစီနဲ့ဝါနဲ့ဆိုရတာကမင်းဝါတီးတဲ့ကောင်ဘာမှမကြောက်ဝါတီးတာမကြောက်လို့ဝါတီးတဲ့ကောင်မကြောက်ရတယ်ကျွန်တော်ပြောပြီဟဲ့သူကဝါတီးပြီလေမင်းမကြောက်လို့ငေါက်ခံတယ်သိလားတညာလုံးတီးလာတာကောင်းမှလဲနဲ့ဒီတပုတ်နဲ့ကြမှာတိတ်ခါကြမှာခံနိုင်မှုကွာမျက်လုံးကန်းကျင်လို့လားရောစိတ်နဲ့ဘာလုံးကွာမျက်လုံးကန်းကျင်လို့လားမဲဟာမမကြည့်ရပဲမပဲငါတီးမယ်တီးပြီလေပေါ့စီတီးပြီလေဘယ်နဲ့ကွာတညာလုံးတီးလာတာတို့တီးပြီမယ်ကိုကြီးဟာမကြည့်အော်မာနီမာအော်မာနီမာအော်ရဆောတယ်မတီးမှတီးချာတီးရပြီလို့တခြားလုံးတော့တောင်းတယ်ပြောတောင်းတာအာနာကြကောင်းတယ်ကွာရတယ်တီးပြီမယ်ကြားရင်ပြီးရောမလားမကြီးတက်စုပေးမယ်နော်ဟဲ့အောင်နေ1 2 တက်လီမီဝေးရပြစွာဒူစွာတဲ့ပင်ဝေးပလဲနူတို့စုကဆန်တော်လက်ဆန်စုပြေနေဝေးကြောက်စောင်းငယ်မတာမကြောက်ဘူးလို့ဝါတီကမကြောက်လို့ဘယ်ဒီတိုင်းတော့မကြောက်ဘူးဝါဖေးဝါတီဘာဖြစ်တော့မိဘလင်းငယ်နေရလားဝါကိုကြောက်သည်နေပေါင်းဟုတ်စီမချလို့မိတီခိုင်းတာလေ
အဲ့ကဝါတီးဆော့နေတာဆော့နေတာ ဆိုင်တိခါကြအောင်ဒီတပုတ်နဲ့ကြမှာတိပေးလိုက်ကောချောင်းအောင်တိပေးလိုက်တိပေးလိုက် ဒီချက်တောင်းဒီပြန်ဆိုပြီးမယ်နော်အမဟုတ်ကဲ့အားလည်းနာပါလေ ရတယ်ကြအောင်တိပေးမယ်တခြားဆုံး သူမဟုတ်လို့နီးဝေးရပြစွာဒုစွာတရံပင်ငွေပလဲနုတို့စုကဆန်းတော်လာဆန်ဆိုပြေနေဝေးကြစောင်းဝေးမတာပြန်ဟောင်းပြန်ပေါ်လေ ကြားတော့ပါ မကြောက်ဘူးလို့ ဟဲ့မဒါကိုမကြားဘူးလား မကြောက်ရဘူးလို့ ဒါကိုကြားတော့ပါတယ် ကြားလို့ပါကြောက်ဘူးလို့မကြောက်ရဘူးလို့နေကငါပြောနေတာမကြောက်ဒီမှာငါဆိုလို့ရမှာလေမကြောက်ကမလို့ဆိုမှပြော တော်တော့ကွာမင်းတို့ဒီတပုတ်နဲ့များတိခါကြတော် ကြားတယ်ဆိုလိုက် ဟမ် နားထဲမှာအတောင့်လိုက်ကြားသွားရမယ်လုပ်လိုက် ကျေးဇူးပေးမယ်နော်အမအားလည်းနာနေဝေးရပြစွာဒုစွာတရံပင်ဝေးပလဲနုတို့စုကဆန်းတော်လာဆန်နေရလက်ခေါမီအောင်မဲကြောက်ဟောင်းပြန်ပါလေမကြောက်ဘူးလို့မကြောက်ဘူး ဒါကိုကြား တော်ပြီပရိသေများ ကြားတယ် ဟဲ့ဖြစ်ပါမလား မလုံးရွှေနဲ့တွေ့မယ် မဟုတ်ဘူးကောမတီး လုပ်လိုက် ရလားရလား တချာချင်းကြားသွားပြီမလုပ်လိုက် ဟာနေဝေးရပြစွာဒုစွာတရံငွေပလဲနုလို့စုကဆန်းတော်မလုံးရွှေပြောရကြဆောင်းရမရကြောက်အောင်ပြန်ပေါ်နေဟောရတွေ့နေမခါကြွေးကကြတဲ့ခါသမယမှာပဲအာရေဦးရောက်ပြီးခေါင်းလဲပေါက်ပြီး မကြားတယ်လက်ခုပ်စားကြားချင်ပြန်ပြီးမလို့ကအစလုပ်လိုက် ဟာမတာမတွေဟာ ကြားလာရောက် မတာမတွေတီးရကြ ကြားလာ ကြားမတာမတွေတီးရကြ မြတ်လားဒါလောက်တီးတာမကြမှတ်အဲ့ဒါ ကြားတယ် စေတနာနဲ့လုပ်ပြီး ကြားတယ်ဟမ်ဂျာရဲ့ ကြားရင်ကုတ်လေ ဟုတ်ကဲ့ခုနဒေါ်လေးကပြောနေတာ မပြော ကျွန်တော်ဆိုတာမကောင်းလို့လားဟမ်စောက်ပြီ ကောက်စီ ပေါ့စီဆိုခံပေးရမလားပေါ့စီဆိုပေးတတ်မှာအဲ့ဒါကြီး အတန်ဝဲတာ အတန်ဝင်တဲ့ကောင်ငါသားဝင်လား ဘယ်မှာရဲလေကုဆိုရမလားခဏခဏဆိုရမလား အေးပါရကဲဆိုပေးပါကဲကျွန်တော်ဝါးပြီးပြင်မယ်နော်ဟုတ်ကဲ့ရကဲဆို ကဲတော့ကျွန်တော်ကဖျောက်ချင်းတရားချင်းလေးပဲဆိုပြီးမယ်နော်ကောင်းတယ်ကဲတော့ ဘာတော့က ဆို ဘာယု မဲလို့အများကြီးမတီးဘူးတစ်ချက်ပဲတီးမယ်ဆိုမလုံးရွှေဟာလောက်ကတော့တနာတယ်ဆိုလိုက် ဘာယူဟာ ဟုတ်တယ် ဖုံးလာ ဟမ် ဖုံးလာ ဖုံးလားဟော ပရိုက်တာ လဟို ဟယ်လို ဘက်ကကောင်းမလေးကြီးကွာဟယ်လိုဟုတ်တယ်ကန်ကြီးကန်ဟုတ်တယ်အသေးရလမ်းကွက်ရအဲ့ပစိုးကျွနေလို့အုပ်ပြီးခဲဦးနော်အဲ့ဇေယလမ်းကွက်ညာဘက်ကထိုးလာခဲ့ဒီရွာတက်အောင်ပါပဲဟုတ်တယ်ဇေယလမ်းကွက်မှာဟုတ်တယ်ပစိုးကျွနေအိတ်နေတာပစိုးလေးအုပ်ပြီးခဲဦးလို့ သူစီဆန်တာတော့ ဟမ် သူစီဆန် အပရာဟိတာတေးစီလန့်ဆက်နေတာ ဟုတ်ပြအဲ့ဒါနိုင်ဘာညာလို့ဖြစ်မှသွားတာ နင့်ငါလုံးမမလို့စထားတာလေနင်လာခဲ့တော့ကိုကျွန်တော်တစ်ချက်ပဲရိုက်မှာမသိမရှင်လေးကောက်တင်သွားရုံပဲဟုတ်ကဲ့ဒါပဲတော့ကိုအေးကဲရပြီစို့တစ်ချက်ပဲ နင်ကဝါတီးတဲ့နေရာပါမှာဝါတီးနော် ဟ
ရတယ် မပိုင်မတီးနဲ့တော့ လေ ဘာလို့ ချော်သွားမှကြောက်တယ် မောမှာဆိုလို့မဟုတ်ဘူးလား ချော်သွားမှကြောက်တယ်ရှင်းတယ် ကဲတန်းလေး ကဲလို့ မဟာ ဖယားသချင်းနဲ့ပါနေညနာနဲ့မလိုက် မဟာငါ့ကိုပြောနေတယ်မဟာ โอเค မဟာ နေမဟာနေရမနေနဲ့ရှေ့ဆက်တိုးလေနေကြရင်မတာဖြစ်တော့မှာမဟာဘောဒီပင်နဲ့တလန်ကွာပါသည်ဆက်ဆိုလေဆိုလေ မဟာဘောဒီပင်နဲ့တလန်ကွာပါဆက်ကြဝလားမြေပြင်ထဝေမြဲရှိစုံကျဲတော်မူလေ34တောင်ကျေဝင်းမာတဲ့ပလင်တော်ပေါ်ထွန်းလာခဲ့ဖယားမဖြစ်သမျှငါမထဟု ငါလက်ကကြောကိုတင်တော့မလို့ လုံလာဥတ္တဘာစုံစုံကြီးဘောရီပင်ရွှေပလင်ထဝေ တစ်ချက်ပဲတစ်ချက် ထဝေဖက်ခွေထဝေဖက်ခွေနေတော်မူလေငါဆိုတာကောင်းလားငါဆိုတာကောင်းလား ချလိုက်ပါဦးဒီ အဲ့ဒီမချငါဆိုတာကောင်းလားပြောဦးလေကောင်းပါငါဆိုတက်ကတ်တော့ အဲ့လိုမလာနဲ့တော့တော့ကျုပ်ပဲလိုက်နေရလိမ့်မယ်